ကဲအခုဆိုရင်ကျမတို့ရဲ့လေကြီးရဆိုရင်စတင်ထွက်သွားပါပြီရှင်ဟာစတင်ထွက်သွားတော့မယ်အစ်စ်နေဘာလဲဗျာမရောက်သေးဘူးဗျာအောင်မေဟိုမှာချုံချုံတက်တက်နေအောင်ဘာကြည့်လို့လေးပြီးတော့ပါရှင်ဟာအောင်မေကြောက်သွားမှာရန်ကုန်လေးနေပြီးတော့ဘာလို့တာတော့ဟေးကြောက်ကြီးတွေကပြောနေတာသူသွားလိုက်ရန်ကုန်နဲ့နေပြီးတော့လည်းပါဆိုင်လို့နေအဲ့ဒါကြောင့်အဲကန်ချားကုန်နေတယ်မတူပါဘူးလို့ပြောတယ်ခုရန်ကုန်သွားရင်လည်းနေပြီးတော့ရဲ့ဘလောက်ဖွံ့ဖြိုးတိုးတက်နေလဲဆိုတော့မြင်သိခြင်းလို့ပြီးတော့ပို့လိုက်တာဖြစ်ပါလေရှင်စေတနာကန်ရဲ့စေတနာအားကြုံသွားဘူးခုနေပြီးတော့ရောက်ကန်ကြီးဖြစ်တဲ့အတွက်ကြီးတဲ့နဲ့လုံလုံရေးအတွက်အန်ရရှိသောအပေါက်များကိုပိတ်ရမှာဖြစ်ပါလေရှင်ဒီလေးပဲကမန်တေလို့ကျွတ်တာစက်မသိနိုင်တော့ဘူးတော့ဘောပိုင်းလို့စိတ်ကြည့်တယ်တော့ဘာမှမဘူးလေလို့ဆိုရတဲ့စေတနာ This is amazing This is amazing ဘာဘူးကြီးတဲ့များရဲ့လုံလုံရေးအတွက်နေပြီးတော့သွားဖို့လုံးရရှိသောအပေါက်များကိုပိတ်ပြီးဖြစ်ပါလေရှင်ဘယ်လိုအောက်မှာတွေ့နေတဲ့ချုံတွေအကောင့်ဘလောက်နေပါတယ်လေရှင်းပြမယ်ရှင်းပါလေးမယ်ရှင်းပြဘိုင်းလေအဲ့ဒါရန်ကုန်ကတိရစ္ဆာန်ယုံနေပြီးတော့ပို့လိုက်ဟုတ်လို့လားဘာဆိုင်လို့လဲနေကြတယ်နေပြီးတော့မှလူတွေမရှိတော့တိရစ္ဆာန်ယုံနေပြီးတော့ဟုတ်လားအဲ့ဒါကြောင့်ကိုကြက်တယ်လေတွေ့တယ်ဘူးတယ်လေတွေ့တယ်နေကြတယ်ကဲအခုဆိုအခုမြင်နေရတယ်နေနေရတော့ဒီကိုလင်းနိုင်တယ်တို့နိုင်ငံရဲ့ရန်ဖွံ့ဖြိုးတိုးတက်နေတဲ့နေပြီးတော့မျိုးကြီးဖြစ်ပါလေရှင်ကြည်စားကြပါရှင်စေတနာခင်ဗျားတို့ပြောနေပါစီပြေပါပါအခုဆိုရင်ကျမတို့ရဲ့လေကြီးရဆိုရင်နေပြီးတော့တပတ်ပတ်ပြီးရန်ကုန်တို့စတင်ကွက်ပါနေဖြစ်ပါလေရှင်ရန်ကုန်တော့မယ်ဘာမှမပူနဲ့ခင်ဗျားရောက်တော့မှာလေမေးပါတော့မကြနိုင်နဲ့တော့ပိုင်းနိုင်တော့ပိုင်းကြည့်နေတော့ဘာဖြစ်လို့လဲကောင်းမင်းကျောက်ဒီနေ့ရန်ကုန်ရောက်ပါမလားရောက်ပါဘာမှမဘူးနဲ့ကျောက်မှာဘာမှမဘူးနဲ့ကျေးဇူးပြု၍နားဆင်ပါရှင်ကျေးဇူးပြု၍နားဆင်ပါရှင်အခုပြောပါဦးမောင်နေတော့လေလင်းရဆိုရင်ရန်ကုန်မြို့ရွှေကုန်းဇေယော်ကြီးကိုအရှိန်ပြင်းစွာမောင်းနေပြီဖြစ်ပါလေရှင်ရွှေကုန်းမောင်းနေပြီတဲ့မောင်းမေးတဲ့လေမေးကျွဲတယ်မေးတယ်မဆိုင်လို့ရွှေကုန်းစိတ်မပူပါနဲ့စိတ်မပူပါနဲ့ဒါကျမတို့အဲပကံဟာတာဝန်တစ်ခုကိုတပြိုင်တည်းထမ်းဆောင်တာဖြစ်ပါတယ်အဲပကံတော်တဲ့လေမေးကြီးတဲ့များရဲ့လုံလုံစိတ်ချအတွင်းနဲ့စားပစ်ပေးသလိုထက်ကအမေကိုလည်းနာခံတဲ့အနေနဲ့ရန်ကုန်မြို့မှာမြစ်တာပို့သူရှိမရှိသွားကြည့်တာဖြစ်ပါတယ်မောင်မေကိုလေရင်မှာအထမေးရှိတာပဲလားအထမေးပဲမဟုတ်အောက်မေးလည်းရှိသေးတယ်အောက်မေးတော့ထားမလို့ဟုတ်လားမောင်မေဝယ်ပြီးမှမေကိုပြမယ်မောင်မေကဲအခုဆိုရင်ရွှေကုန်းဇေယော်ကြီးကိုတပတ်ပတ်ပြီးတဲ့နောက်ကျမတို့ရဲ့လေကြီးရဆိုရင်ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ကိုမောင်းနေပြီဖြစ်ပါရဲ့ရှင်အကြာခင်ချိန်ထဲမှာပြီးတယ်များမင်္ဂလာလေဆိပ်ကိုစတင်ဆိုက်ရောက်တော့မှာဖြစ်ပါရဲ့ရှင်ရောက်ပါပြီရှင်ဒီကျမတို့လေကြီးအောင်လေအန်ဒီရဲ့ကင်းစွာကြီးရပါတယ်မောင်မင်းအဲပကံကဘာပေါ်မှာတခုတည်းပဲရှိတာအဲပကံရဲ့စေတနာဆို
အေးကျေးဇူးစေနာတွေများနေပြီ အဲ့တော့တော်တယ် ပြန်မောင်မင်း အခုဒါအဲဗကန်စေနာကြောင့်အခုဆိုရင်မင်္ဂလာတော်ပြည်ပြည်ဆိုင်ရာလေစိတ်ကိုစတင်ဆောက်ရောက်ပြီဖြစ်ပါရှင်ကြီးတဲ့များနေပြန်လိုရသွားနိုင်ပါပြီ မောင်မင်းကြောက်ကုန် ဟာဘလို့လဲခမရမပြီးမဲ့လိုရကြီးဘလို့သွားမှလဲ မေ့သွားလို့ပါ အာညီတို့မေးတယ်ဒုက္ခရောက်မဲ့ဟာကြီး လုတ်ပေးမယ်လုတ်ပေးမယ် လာလာခမလည်းပြောဒီမှာစေနာပိုင်ချန်တဲ့ကမပြောလို့ရတယ် ကျေးဇူးတင်ပါတယ်ရှင်ပြန်ကြရင်ကျမတို့ရဲ့ ဒီမှာဘဝ အဲဗကန်ကိုကြီးလည်းโอเคလို့မမေ့ပါနဲ့စားပေအရန်ကောင်းနေဆို စပစ်ကောင်းနေတယ် ကျေးဇူးတင်ပါတယ်လူရကြီးကိုကြီးတဲ့များသွားနိုင်ပါပြီရှင်ကျေးဇူးတင်ပါတယ်ကျမတို့အဲဗကန်ကုန်ကြီးကနေပြီးတော့နှုတ်ခွန်းဆက်သလိုက်ပါတယ် ကျွန်တော်တို့ခိုက်နေရတယ်အများကြီးကျေးဇူးတင်ပါတယ်အဲဘကနေနဲ့အခုလိုမျိုးတူလှုပ်ရတဲ့အတွက်ကျမတို့အတွက်လည်းဆင်းပြေပါတယ် မောင်မင်းကျုပ်ကစားတဲ့ကဒုက္ခလေးထုတ်လို့ရပြီလားဟင် ဟာ ဟမ်မောင်မင်းကျုပ်တင်သားမယ်နော်နောက်တစ်ခါလိုက်သုံးလို့ရ